မင်္ဂလာပါမျိုးတို့ကျွန်တော်ရဲ့ကိုလင်းရဲ့ YouTube မှာရှိကြတဲ့ channel မှာရှိကြတဲ့မျိုးတွေအားလုံးပဲမင်္ဂလာပါဗျာเนาะမင်္ဂလာပေါင်းနဲ့ပြည့်စုံရုံနဲ့မကပါဘူးအကောင်းဆုံးငွေထုတ်လို့ရတယ်ကျွန်တော်ရဲ့မွေးကွက်ရှယ်နှစ်ကွက်တည်းပေးခဲ့တဲ့မွေးကွက်เนาะ61နဲ့21ဆိုတဲ့ခဏနှစ်ကွက်ထွက်ခဲ့ပါပြီဗျာเนาะအဲ့တော့ကျွန်တော်မျိုးတွေကျွန်တော်ရဲ့ channel ထဲမှာဝင်ကြည့်เนาะကျွန်တော်တနင်္ဂနွေနေ့ကတင်ပေးထားခဲ့တယ်လူကြီး 2.2k တက်တယ်เนาะအဲ့ထက်မှာကျွန်တော်ချဲကနန်းမှာထည့်ပေးထားခဲ့တယ်အဲ့တော့ဒီချဲကနန်းဒီတဲ့ပဲပေကြပေါက်မှာเนาะမျိုးတွေများများ share တာများများလေး share တာများများထိုးတာများများ share တာဟုတ်လားကျွန်တော် YouTube မှာတင်ပေးခဲ့တဲ့တပတ်စာမွေးကွက် share တီးတဲ့နှစ်ကွက်တည်းရွေးတင်ပေးတာမျိုးတွေရစီရင်လို့เนาะ61နဲ့21ဆိုတော့မွေးကွက်ပတ်တီးဗုဒ္ဓဘုမကျော်6ပတ်တီးအခွေ4နှစ်ခွန်9အခွေဆိုတဲ့3မျိုး3စားကျွန်တော်တင်ပေးတယ်ပတ်တီးတင်ပေးတယ်မွေးကွက်တီးတဲ့နှစ်ကွက်တင်ပေးတယ်အခွေတင်ပေးတယ် 3D တင်ပေးခဲ့ကျွန်တော်မျိုးတွေကျွန်တော်ရဲ့ကိုရင်း YouTube channel ထဲမှာဝင်ကြည့်ဘာတွေတင်ထားလဲဘာတွေပေးထားလဲဆိုတာကိုသိအောင်မြင်အောင်ကြည့်เนาะအဲ့တော့subscribe နှိပ်ပါ subscribe များများနှိပ်ထားပါ like လက်မများများနှိပ်ထားပါများများ share ပေးထားပါเนาะကျွန်တော်ကိုယ်လေးကျွန်တော်မျိုးတွေအတွက်အကောင်းဆုံးဖြစ်အောင်လုပ်ပေးနေပါပြီเนาะအဲ့တော့ဒီတစ်ပတ် 3D 9လ2025အင်္ဂါနေ့မှာထွက်မဲ့ 3D ရလည်းပဲအဲ့နှစ်ကွက်ထဲเนาะနှစ်ကွက်ထဲပဲပေးထားတာနှစ်ကွက်ထဲသင်းတဲ့အကွက်နှစ်ကွက်နဲ့၄ကွက်ပဲပေးထားတာထိုးတာအကြိုက်ထိုးတာမှတ်လို့ပေါက်မှာเนาะအဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe များများလုပ်ပေးတာကျွန်တော်ရဲ့မွေးပွဲသည်တစ်နှစ်ဆိုတဲ့ကဏ္ဍအောင်ပြီဗျာတနင်္လာနေ့မနက်ပိုင်းမှာလည်းကျွန်တော်ပေးခဲ့တဲ့မွေးပွဲတီးတက်နှစ်ကွက်တည်းပေးတယ်61နဲ့21နှစ်ကွက်တည်းတဲထွက်သွားတာနော်1 2ဆိုပြီးထွက်သွားတယ်2 1ဆိုတဲ့ကဏ္ဍ1 2လို့ထွက်သွားတယ်နော်မွေးပွဲကဲမျိုးတွေညနေကို3ည1နှစ်ခွန်အခွေစိတ်ကြိုက်တာထိုးတာနော်ဒီညနေ3ည1နှစ်ခွန်အပီးခွေမယ်ဗျာအပူးပါထည့်ထိုးဟုတ်လားစိတ်ကြိုက်ထိုးဒီညနေသေချာပေါက်လာလိမ့်မယ်ကျွန်တော် channel မှာမွေးကွက်တင်ထားတယ်သေချာကြည့်တယ်ယူတဲ့မျိုးတွေပေါက်လို့ရှိရင် OK တွေအကုန်လုံးမှတ်ထားခဲ့เนาะကဲကျွန်တော်မျိုးတွေကောင်းကြပါစေကျွန်တော်ကိုလင်းရဲ့ YouTube channel ထဲမှာရှိတဲ့မျိုးတွေလည်းအားလုံးမင်္ဂလာရှိပြီးတော့ကောင်းတဲ့လက်လာပါတွေရရှိနိုင်ကြပါစေကျွန်တော်ရဲ့မွေးကွက်တွေလည်းအများအားအောင်ပါစေချဲကနာလည်းပဲ3ကွက်4ကွက်ပေးထားတဲ့ချဲကွက်တွေလည်းပဲပေါက်ကွက်ဖြစ်ပါစေလို့ဆုတောင်းရင်းပြင်အားလုံးနှုတ်ဆက်ပါတယ်ဗျာကဲဒီညနေမှာ3ည1နှစ်ခွန်ပြီးခွေလေးလုံးဝေပြီးခွေပါအားလုံးကောင်းကြပါစေဗျာမွေးကွက်1နှစ်အောင်ထားပြီနော်